ဒါမျိုးဟောနေလားဟုတ်ပြီဟုတ်ပြီဒါကဘူးရအမတင်လားဘူးအမတင်တီးပါပြောနေမော်နီတာမိုင်းတော့မော်နီတာဒီမော်နီမော်တောင်းတယ်အလင်း对ပါပလန်နော်ဆက်မြောင်မဟုတ်ငါမှန်ကောက်တွေ့လားကပ်ကိုကြည့်တော်ကြည့်လို့ဟုတ်ထဲကမကပါဘူးကျွန်တော်တို့ကြိုက်ကပ်အဲ့လိုဂိမ်းဆော့တဲ့ဖီကြိုက်လေးပါပဲအများကြီးမဟုတ်အများကြီးမဟုတ်အဲ့လိုအပြည့်လို့ကျင်တာဒီစကန်လေးအောင်လားကြည့်ရမှာအဲ့ဒါကြည့်ရမှာโอเคဒီကောင်ဟမ်ရတယ်လေထုတ်တယ်တော့မဟုတ်ဘူးဟဲ့မောင်ဝန်ဖိုင်တက်အောင်မတက်ဘူးလို့မကြည့်ဘူးလားဝဲဘန် extend ဘာလို့လဲဘာကြီးတော့ဘယ်တော့ကင်မရာတခိုင်းတက်ပုံထွက်တဲ့ဟာဘူးလည်းဝင်အဲ့ငါမှာပဲအားလည်းအမောင်းလုပ်ပြီးသွားတယ်လူစင်းတော့အမင်းကြီးကြီးပဲထိုင်လို့နေငါမှာအဲ့ဒီမှာဘုရားဘယ်တော့ပြေးရလဲအဲ့ဒါက2009နဲ့2006မိုက်တယ်တော့ပေါ်တယ်နော်သူက beauty သွားရင်စစ်ဆိုးသွားရင်ဆုံးတော့ဟဲ့ကျွန်တော်ဝမ်းပါတဲ့ memory တွေဝိုင်း这个头sai没看到，没看到。都见过呀，对不对？买吗？好嘞。那我给别人钱你吃秋刀吧。哦。别的讲，这个这。不碰。好哪呀？Hello. Hello. Nè, mình vô biên. What can I have? I need like some adapters. USB-C. Yeah, this one also USB-C. USB-C and USB. With like fast charger. Yes, quick charge. See how many? All right, thank you. Thank you.
screen အနေထားပါညာတော့လည်းဒါတစ်ထောင် has ဟုတ်ပါပြီ ဟဲတရားပြတာတစ်ထောင်စင်း ကျူးလို့လို့က တစ်ထောင်စင်းတော့မိုးရောက်တော့ဟဲ့တရား has ပါတော့165လေးရှိပါတယ်နော်95လေးရှိပါတယ်ဒါ resolution လေးပါနော်တရားပါ Enemy down. In this video, I'll be showing you guys the difference between 100 hertz and in this video, I'll be showing you guys the difference between 100 hertz and 60 hertz. So my first test is going to be in Valorant. 60 ကြီးပါလေနော် မကြီးရစမူးတိုင်းမဖြစ်တဲ့ယူရွေးတာအဲ့ဒါအဓိကအဲ့ဒါခွာသွားတယ်ဆိုတာတော့ကြာနေပို့စမူးဖြစ်သွားပါအဲ့ Next up, we're going to do the test on Fortnite. မြင်မှုနှုံးပေါ့ And this last test is going to be in a game called Assetto Corsa. I know in the test it might not seem very different, but it actually feels very different when you actually try it out. And that's going to be the end of this video. I hope you guys enjoy it. So when most people buy a gaming monitor, they just plug it in, start using it, and that's pretty much it. And if you spend a good amount of money on a game, in thisနှစ်တည်းကြီးပါ Hello. Hello. สู้เอาไว้ ကြီးပါနော် เอาไว้ အဲ့လိုဘောင်းအများကြီးနဲ့မကြိုက်ဘူးဟိုလိုမျိုးလေအဲ့ကြောင့်မလို့ဘောင်းပြောင်းရောရိုက်ရှာ แล้วမော်ဒယ်လည်းလိုမျိုး expose ဆိုတော့ color ဆို ချိန်ပြမလို့ဟိုတော့ ဘယ်လိုဖြစ်ရလဲ တရား has တရား hash ကိုစီးရပါ ပြန်2000ချတပတ်ရောပြန်မလေးနောက်လို့ အဲ့ပါ နာကြီးကြီးလေးပါပြန်ရော ဒါ24เนาะ 24 အားလုံးက20ခေါ်စီးရတာမကွာပါ 20ခွန် ကျွန်တော်နေနေရတာမပြီးသေးတာ ဘောင်းပြည့်နေ ဒီကူကဒီကူနဲ့တော့ အဲ့စမ်း ဘူးဒီအပေါ် ဟ
အဖေလည်းကမထည့်ရဘူး ကင်မရာ play back ကြည့်နေရတာတစ်လုံးဒီပြတဲ့အလုံးဒီစားလုံးတော့မပြဘူးဒီမှာပြောကြရအဲ့ဒီလုံးမပြရတယ်